လူတယောက်ရဲ့တန်ဖိုးကဘယ်လောက်ရှိလဲခင်ဗျားတို့ကျွန်တော်တို့အတွက်တော့ဒါကအတွေးခေါ်ပုံစံတစ်ပုံဖြစ်နိုင်ပေမဲ့ဒီနေ့မြန်မာပြည်ကအောက်ခြေလူဒန်းစားတွေအတွက်တော့သူတို့ရဲ့ခန္ဓာကိုယ်တွေကကြောက်ကတလုံးရဲ့တန်ဖိုးကသိန်း100ပဲစိတ်မချမ်းသာစရာကောင်းပေမဲ့ဒါကပုံမြင်မဟုတ်ဘူးလက်ရှိမြန်မာနိုင်ငံဘယ်လောက်ထိဆင်းရဲတွင်နှံ့နေပြီလဲပတ်စံရဲ့ပါဝါကလူအသက်တွေကိုဘယ်လိုကစားနေလဲဆိုတော့ဒီနေ့ဗီဒီယိုမှာအရှင်းတော့မြင်ရပါလိမ့်မယ်ကိုမျိုးဆိုတဲ့အမျိုးသားတယောက်ရဲ့ဘဝဖြတ်သန်းမှုကိုအတူတူကြည့်လိုက်ရအောင်2022ခုနှစ်ကိုမျိုးမိန်းမနဲ့သမီးလေး3ရက်လောက်ရေတောက်ပြီးဘိုင်းမောက်နေခဲ့ရတယ် delivery ပို့ရင်တော်လန်ရေးအဖွဲ့တွေနဲ့ပတ်သက်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့အတူစစ်ကောင်စီရဲ့ဖန်ဆီးခြင်းခံရတာကကိုမျိုးရဲ့ဘဝကိုအဆုံးစွန်ထိတွန်းပို့လိုက်တာသူပြန်လွတ်လာချိန်မှာအလုပ်လည်းမရှိအိမ်မှာလည်းအကျွေးပတ်လည်းဝိုင်းနေပြီရွေးချယ်စရာလည်းမရှိတဲ့အဆုံးကိုမျိုးလက်ဖေးဆိုင်မှာထိုင်ရင်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်အဲ့ဒါကတော့သူ့ရဲ့ကြောက်ကပ်ကိုရောင်းဖို့ပဲ Facebook ပေါ်မှာသူစာရေးတင်လိုက်တဲ့အချိန်တုန်းကသူ့ရဲ့စိတ်ဓာတ်ကသိမထူးနေမထူးအချိန်နေလူမမယ်သမီးလေးရဲ့မျက်နှာကိုကြည့်ပြီးသူဒီလောက်ရက်ကိုလုပ်ခဲ့တော့ဒီဆုံးဖြတ်ချက်ကိုဆုံးဖြတ်ခဲ့တာ2023ခုနှစ်ဇူလိုင်မှာကိုမျိုးအိန္ဒိယကိုသွားတယ်သူ့ရဲ့ကြောက်ကပ်ကိုမြန်မာငွေ300နဲ့တရုတ်ဗမာစီးပွားရေးလုပ်ငန်းရှင်တယောက်ကဝယ်ယူသွားခဲ့တာ300ဆိုတော့အဲ့ဒီအချိန်ကမီတာစုအတွက်3နှစ်လောက်ကာဝါဖြစ်မဲ့ပမာဏဒါပေမဲ့ဒါကကိုမျိုးတယောက်တည်းလားမဟုတ်ဘူး CNN နဲ့စုံစမ်းစစ်ဆေးမှုအရမြန်မာပြည်ကဆင်းရဲသားတွေထမင်းတလုံးအတွက်သူတို့ရဲ့ကိုယ်အင်္ဂါစိတ်ပိုင်းတွေကိုလူချမ်းသာတွေစီရောင်းနေတာကိုတွေ့နေမြင်နေရတယ်အကျိုးဆောင်တွေရှေ့နေတွေကစာရွက်စာတမ်းအထုတွေလုပ်ပေးပြီးအိန္ဒိယမှာတရားမဝင်ရောင်းဝယ်တွေလုပ်နေကြတာဘာကြောင့်လဲအာနာသိမ်းပြီး3နှစ်အတွင်းမှာမြန်မာနိုင်ငံလူဦးရေရဲ့ထက်ဝက်နီးပါးဆင်းရဲတွင်နဲ့ကျဆင်းသွားခဲ့တယ် UNDP ရဲ့စာရင်းအရ2ဆမြင့်တက်လာခဲ့တာအလို့လည်းမဲ့ပြဿနာကုန်စည်နှုန်းအဆမတန်မြင့်တက်မှုနဲ့နိုင်ငံရေးမတည်မငြိမ်မှုတွေကလူတွေကိုတေမင်းနဲ့စစ်ခင်ခိုင်းနေတာ Facebook group တွေမှာကြောက်ကပ်ရောင်းချင်တဲ့ post တွေတိတိတသာပုံမြင်လာရတာကနိုင်ငံရဲ့စီးပွားရေးဘယ်လောက်ထိဒိုးဆန်သွားပြီလဲဆိုတာပြနေတဲ့သက်သေတစ်ခုပဲကိုမျိုးဆိုရင်လေကြောက်ကပ်ဝယ်သူရဲ့တမန်အဖြစ်ဟန်ဆောင်ပြီးခွဲစိတ်မှုခံယူခဲ့ရတယ်ကြောက်ကပ်တလုံးနဲ့ရှင်းတန်းနိုင်တဲ့ဆိုပေမဲ့ဒါကအကြီးစားခွဲစိတ်မှုကျန်တဲ့တလုံးမှာပြဿနာတစ်ခုခုဖြစ်ရင်အယံမရှိတော့ဘူးကျမ်းမာရေးနောက်ဆက်တွဲတွေအမြဲချင်းချောင်းနေမှာကိုမျိုးကတော့နောင်တမြောက်ဘူးလို့ပြောတယ်အဲ့ဒီတုန်းကအခုလိုမလုပ်ခဲ့ရင်လေ3ယောက်လုံးတည်ရင်တည်မတည်ရင်ယူကုန်မှာလို့သူကပြောတယ်ဒါကအောက်ခြေလူရန်စားတွေရဲ့နောက်ဆုံးထွက်ပေါက်တစ်ခုလိုဖြစ်နေတာကရင်နာစရာထပ်ပိုတယ်အန်ဒီရရှိမှန်းသိပေမဲ့ရှေ့မှာစောင့်နေတဲ့အငတ်ဘေးကပိုပြီးကြောက်ဖို့ကောင်းနေလို့လက်ရှိအချိန်မှာကိုမျိုးမန္တလေးကိုပြန်ရောက်သွားပြီကြောက်ကရောင်းလို့ရတဲ့ငွေလေးတွေလည်းကုန်သလောက်ရှိနေပြီမိကုံကစားဖို့နေရေးအတွက်ခန္ဓာကိုယ်အစိတ်ပိုင်းတွေထုတ်ရောင်းရတဲ့အထိပြက်စီသွားခဲ့ရတဲ့နိုင်ငံရဲ့စီးပွားရေးမှာဘယ်သူတာဝန်ရှိတာလဲအဆုံးမရှိတဲ့စင်ရဲတွင်တန်နေရတိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေဘလောက်ထိဆက်ပြီးနစ်မွန်းနေကြအောင်ပါလဲလို့ပြောကြရင်းနဲ့ပဲမိတ်ဆွေတို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့လို့ရပါတယ်ကြည့်ရှုပေးခဲ့ကြလို့အားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ